ဒီ60အရွယ်အဖွားကတော့110ဘီလီယံတန်တန်ကားတစ်စီးကိုမောင်းနေနေတာဖြစ်ပြီးအခြားကားတစ်စီးကသူမရဲ့လမ်းကိုပိတ်ဆို့ထားပါတယ်တစ်ဖက်ကားသမားကတော့တကယ်ကိုရိုင်းဆိုင်တဲ့အပြုတ်မှုရှိပြီးကားကိုဘယ်လိုရွှေ့ရမလဲဆိုတာအဖွားဖြစ်သူကိုယ်တိုင်ပဲကြံဖန်ဖြေရှင်းဖို့ပြောလာပါတယ်အဖွားဖြစ်သူလည်းဒေါသအမျက်ချောင်းချောင်းထွက်ပြီးကားတစ်စီးလုံးကိုလက်တစ်ဖက်ထဲနဲ့မလိုက်ပါတော့တဲ့ကားသမားဖြစ်သူကအပြင်ထွက်လာပြီးသူ့ကားပျောက်ဆုံးသွားတာကိုသိလိုက်ရတဲ့အခါသူလက်ကြည့်လိုက်ပြီးလုံးဝကိုစွန့်မြင်တက်သွားပါတော့နှစ်ပေါင်းများစွာပျောက်ဆုံးနေခဲ့တဲ့အဖွားရဲ့မြေမလေးလိုက်စားတော့မျိုးကြီးပြကြီးကိုပထမဆုံးအကြိမ်ဖြစ်ရောက်ရှိလာခဲ့ပါတယ်။သူမဟာဟောလိဝုဒ်ရဲ့နာမည်ကျော်လမ်းမထက်ကကွန်ကရစ်မျက်နှာပြင်ပေါ်မှာသူမရဲ့လက်ပွေရာကိုနှိပ်ခဲ့ပါတယ်။တကယ်တော့သူတို့ဟာအစွမ်းထက်အမျိုးသမီးတွေရှိတဲ့မိသားစုကနေဆင်းသက်လာတာဖြစ်ပါတယ်။မိသားစုဝင်မျိုးသမီးတွေသူတို့ရဲ့ထူးခြားတဲ့စွမ်းအားတွေကိုအသုံးပြုတဲ့အခါတယောက်ရဲ့ရှိမှုကိုတယောက်ကခန်းစားသိရှိနိုင်ကြပါတယ်။မကြသေးခင်ကမှမိခင်ဖြစ်သူဟာသမီးတူတယောက်ကိုမွေးစားထားခဲ့ပါတယ်။အဲ့ဒီသမီးအတူမှာတော့ဒီလိုထူးခြားတဲ့စွမ်းအားမျိုးမရှိပါဘူး။မိခင်ဖြစ်သူကတော့သူမရဲ့အတွင်းရေးမှုကိုလှုပ်ဝက်စုံစမ်းစစ်ဆေးဖို့စေလွှတ်လိုက်ပါတယ်။အတွင်းရေးမှုကစုံစမ်းသိရှိရသမျှကိုမိခင်ဖြစ်သူထံပြန်လဲစီရင်ခံပါတယ်။အစီရင်ခံစာကိုကြားပြီးနောက်မှာတော့မိခင်ဖြစ်သူဟာအကြီးကျယ်စိတ်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့သူမဟာသမီးတူကိုတိုက်ရိုက်ရင်ဆိုင်ဖို့တော့အစီအစဉ်မရှိသေးပါဘူး။သမီးအတူဘာဆက်လုပ်မလဲဆိုတာကိုပဲသူမစောင့်ကြည့်ခြင်းနေတာပါအတွင်းရေးမှုကတော့မိခင်ဖြစ်သူကိုလက်သိပ်ပေးပြီးသမီးအစ်စ်ကိုတေချာပေါက်ပြန်ရှာတွေ့မှာပါလို့ပြောပါတယ်မိခင်ဖြစ်သူကတော့သူမရဲ့သမီးဟာတောင်ကိုရီးယားမှာပဲဒီအနီးနားမှာပဲရှိနေလိမ့်မယ်လို့ယုံကြည်နေပါတယ်သမီးတူကတော့ online မှာအစွမ်းထက်အမျိုးသမီးတယောက်အကြောင်းသတင်းတစ်ပုဒ်ကိုတွေ့ရှိသွားပါတယ်မိခင်ဖြစ်သူလက်လျှောက်လာတဲ့အခါသမီးတူကအပြင်သွားမလို့လာလို့မေးပါတယ်မိခင်ဖြစ်သူကတော့အခုချိန်မှာလုံးဝကိုစိတ်ပြတ်နေပြီဖြစ်ပေမဲ့အတင်းကျပ်ပဲပြုံးပြလိုက်ပါတယ်တစ်ဖက်မှာတော့ Alice ဟာတိုးချောင်းရင်းနဲ့12ပတ်လုံးငွေစုခဲ့ပြီးအင်ချန်မြေအကျိုးဆောင်တယောက်စီကနေမြေကမ်းနားကတိုက်ခန်းတစ်ခန်းကိုငှားရမ်းခဲ့ပါတယ်သူမဟာ3လအတွင်းမှာမိဘတွေကိုရှာဖွေဖို့စီစဉ်ထားတာပါဒါပေမဲ့နောက်တစ်နေ့မှာတင်တကယ်အင်ရှင်ကသူမကိုမောင်းထုတ်လိုက်ပါတော့တယ်တကယ်တော့မနေ့ကအင်ချန်မြေအကျိုးဆောင်ဟာသူမရဲ့ပတ်စံတွေနဲ့ passport ကိုခိုးယူသွားတဲ့လိမ်လည်သူတယောက်ဖြစ်နေခဲ့ပါတယ်Alice ဟာတဲတွေအများကြီးရှိတဲ့ဟန်ကန်ပန်းချန်ထဲမှာခိုးလုံရနေရတခုရှာတွေ့ခဲ့ပါတယ်။အဲ့ဒါကမွန်ဂိုလီးယားတဲအိမ်ရွက်လိုပဲလို့တွေးပြီးသူမကိုပိုင်တဲအိမ်သေးလေးတစ်လုံးဆောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်။သူမဟာဆောက်လုပ်ရေးစွန့်ပစ်ပစ္စည်းအချို့ကိုတွေ့ရှိပြီးအသုံးချခဲ့ပါတယ်။မကြခင်မှာပဲသူမရဲ့တဲအိမ်လေးပြီးစီးသွားခဲ့ပါတယ်။ Alice ဟာအမှုဖွင့်တိုင်ကြားဖို့ရဲစခန်းကိုသွားဖို့ဆုံးဖြတ်လိုက်ပါတယ်။ရဲအရာရှိကတခုခုတွေ့ရှိရင်ဖုန်းဆက်လိုက်မယ်လို့ပြောပေမဲ့ Alice မှာတော့ဖုန်းပျောက်ဆုံးနေခဲ့ပါဗျ။သူမဟာလေစိတ်ကိုပထမဆုံးစတင်ရောက်ရှိချိန်တုန်းကရဲအရာရှိတယောက်ကသူမရဲ့ပစ္စည်းတွေကိုတင်စီခဲ့တာကိုရုတ်တရက်တတိယသွားပါတယ်။နောက်တစ်နေ့မှာတော့ Alice ဟာပန်းချန်ထဲမှာတရားမဝင်အဆောက်အအုံဆောက်လုပ်မှုနဲ့ဖမ်းဆီးခံလိုက်ရပါတယ်။ဒီရက်ပိုင်းတွင်ကြုံတွေ့ခဲ့ရတဲ့ဆင်းရဲဒုက္ခတွေကြောင့်သူမငိုကြွေးမိပါတော့တယ်။အဲ့ဒီအချိန်မှာပဲလူတယောက်အချိန်ကိုက်ရောက်ရှိလာပါတယ်။ Alice ဟာလေစိတ်တုန်းကသူမရဲ့ပစ္စည်းတွေကိုတင်စီပေးခဲ့တဲ့အတွက်ကျောင်းကိုကျေးဇူးတင်စကားပြောပါတယ်မဟုတ်ရင်တော့အဲ့ဒီလိမ့်လေသူကအကုန်လုံးကိုယူသွားမှာပါ။ Alice ဟာကိုရီးယားကိုရောက်တဲ့ကသူမကိုလှိုက်လိုက်လဲကြိုးဆိုခဲ့တဲ့တူးလဲတော်သူဖြစ်ပြီးမိခင်ဖြစ်သူကိုရှာဖွေဖို့ကူညီပေးခြင်းနေတဲ့ကျောင်းပေါ်စိတ်ကူးရင်ခံစားချက်တွေရှိလာခဲ့ပါတယ်။ကျုံမထွက်ခွာခင်မှာ Alice ကိုဟိုတယ်မှာတဲခိုနိုင်ဖို့အတွက်ပတ်စံအချုပ်ပေးခဲ့ပါတယ်။မိန်းကလေးတယောက်ပန်းချန်ထဲမှာတယောက်တည်းအိပ်ဖို့ဆိုတာအရင်အနေအများလုံးလို့ပါ Alice ကတော့အလုပ်ရတာနဲ့ဒီပတ်စံတွေကိုပြန်ဆက်ပါမယ်လို့ပြောပါတယ်။ကျောင်းကတော့အလုပ်လျှောက်ဖို့အတွက်တက်တေခံကပြလိုအပ်လိမ့်မယ်လို့ပြောပြပါတယ်။သူက Alice ကိုတက်တေခံကပြအတွက်တက်ပုံရိုက်ဖို့အကြံပြုပါတယ်။သူဟာသူမရဲ့မျက်စောင်းထိုးကဖက်တောက်တိုက်ခန်းမှာနေထိုင်တာဖြစ်ပြီးအရေးပေါ်အခြေအနေတစ်ခုခုရှိရင်သူ့စီလာရှာနိုင်တယ်လို့ပြောပါတယ်။ Alice မှာတော့အနာဂတ်ကိုကြုံမြင်နိုင်တဲ့ထူးခြားတဲ့စွမ်းအားလည်းရှိနေပါတယ်။သူမဟာကျောင်းမိမိရဲ့တိုက်ခန်းထဲမှာတယောက်တည်းကနေနေတာကိုမတော်တဆမြင်တွေ့သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့ Alice ဟာတပ်ပုံစတူဒီယိုကိုရှာတွေ့ခဲ့ပါတယ်။ဆိုင်ပိုင်ရှင်ကဆိုင်ပိတ်ပြီးလို့ပြောတဲ့အတွက် Alice ရဲ့အထွက်မှာစိတ်ပြတ်သွားခဲ့ပါတယ်။ဒါပေမဲ့ဆိုင်ပိုင်ရှင်ဟာသူ့ရှိကမိန်းကလေးကိုကြည့်ပြီးတနေရာမှာထူးထူးခြားခြားရင်းနှီးနေတယ်လို့ခံစားလိုက်ရပါတော့တယ်